ရားသခင်နိုင်ငံတော်တွင်ကောင်းချီးခံစားရခြင်းရွှေချမ်းချမ်းရှင်မတဲ့ခွင့်ဝင်ခံခြင်းငါခိုင်းငယ်သောစေနှလုံးနှင့်ချသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းကောင်းကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏ငုနာယောဂတဲ့ပြောက်ကပြီးတမှုပြောင်းလဲခြင်းရွှေချမ်းချမ်းရှင်မတဲ့ခွင့်ဝင်ခံခြင်း21ခိုင်းငယ်20ယုံကြည်ခြင်းပါလည်းပထနာပြုရဲ့ဆုတောင်းသမျှတို့ကိုတင်တို့သည်ရကြလိမ့်မည်ဟုမိန့်တော်မူ၏လက်ချေတူကိုကူတာချင်းရွှေချမ်းချမ်းရှင်လူကခွေဝင်ခန်းကြီးငါခိုင်းငယ်24ကကြီးလူသားရီမြေကြီးပေါ်မှာပြစ်လွတ်ပိုင်ဒီကိုတင်တို့သိစေခြင်းကထားလို့မြက်ကန်းနေအောင်နေစွမ်းအားတူကျမ်းမာချင်းရွှေချမ်းချမ်းရှင်မတဲ့ခွေဝင်ခန်းကြီး15ခိုင်းငယ်31အနာယောဂများကိုငြိမ်းစေတော်မူသည်ဖြင့်အာတူတူရီချိုတဲ့တော်သူရီပကတိဖြစ်သူကို၎င်းခြေမစွမ်းသောသူရီလန်သွားရီကို၎င်းမျက်စိကန်းသောသူရီမြင်ရသည်ကို၎င်းလူစုဝေတော်ဒီမြင်လျင်အာဝချင်းတို့ရောက်၍ဤတိလာမျိုး၏ဖျားသခင်၏ဂုဏ်တော်ကိုချီးမွမ်းကြ၏နေချင်းဆရာယောဟန်ထောင်ထဲတွင်ကွန်မြတ်ခံရခြင်းရွှေချမ်းချမ်းရှင်မတဲ့ခရစ်ဝင်ခန်းကြီး9ခန်းငယ်30ဖြောင်းမှခြင်းတရားကြောင့်နောက်ရှင်ညင်းဆဲခြင်းကိုခံရတော်သူအကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်သူတို့၏နိုင်ငံဖြစ်၏ယေရှုသည်ဘယေဖြစ်ကြိုးစိုးခြင်းကိုခံရခြင်းရွှေချမ်းချမ်းရှင်မတဲ့ခရစ်ဝင်ခန်းကြီး21ခန်းငယ်9ခါခွေဒါဝိဒ်၏သားတော်အားဟောရှနာဖြစ်စေတည်းထာဝရဘုရားရဲ့ခွင့်နဲ့ကြွလာတော်မူသောသူသည်မင်္ဂလာရှိစေတည်းကောင်းကင်ဘဝဝင်ဟောရှနာဖြစ်စေတည်းဟုကြွကြော်ကြ၏အာမင်